အခုဒီလက်ထက်မှာထောင်ကြတာငါလည်းမဟုတ်ဘူးဟဲ့ငါမဟုတ်ဘူးမင်းတို့အဲ့လိုတော့မလောက်ကြနဲ့တော့သစေဦးမိုးဟိတ်တပည့်မသစေဦးမင်းစင်းမင်းတို့အဲ့လောက်ကြည့်သစေဦးမလောက်နဲ့တော့ငါလည်းတစ်ခါထောင်ကြပြီမဟုတ်ပဲနဲ့ငါဒါဘာမှမပြောငါဘိုးချုပ်မှုကြီးစီလည်းငါမတိုင်ဘူးတိုင်ရကောင်လို့ရှုပ်ထွေးကုန်မယ်တရားသူကြီးတွေပြုတ်ရဲတွေလည်းပြုတ်တိုင်ရဘာလို့လဲနောက်အဲ့ဒီရဲတွေတရားသူကြီးတွေကငါ့ကိုမဟုတ်ပဲနဲ့ထောက်ချတယ်ငါကောက်မဟုတ်ပါဘူးတေချာတက်သိမ့်နဲ့ပြလဲဒီတက်သိမ့်ခံကိုရှင်းနေရတင်လဲဒီတက်သိမ့်ခံတွေကိုလည်းအတင်မခံဘူးအကောင်တော့ပေါပြီးလောက်ကြတာငါ့ကိုဒါလည်းငါခွင့်လွတ်ပါတယ်မတိုင်ပါဘူးဘိုးချုပ်မူကြီးစီနော်ငါပြည်သေးဝန်ကြီးစီလည်းမတိုင်ပါဘူးပြောတာအခုငါ့ကိုထပ်ထောင်ကြအောင်လုပ်တယ်ဒီအကောက်တုနဲ့ဒီအကောက်တုကဟိုကရေးလိုက်တာဟိုနေ့ကဟုတ်လားလင်းမြန်ပြတ်တဲ့ကိစ္စအဲ့ဒါအကောက်တုရေးတာလေအဲ့ဒါဗိုလ်ချုပ်စောမင်းထွန်းသူရေးတာလေငါရေးတာမှမဟုတ်ပဲအဲ့ဒီအကောက်ကအကောက်တုမှန်းဆိုတာမင်းတို့လည်းသိမှာပဲလူတိုင်းသိတယ်အဲ့ဒီငါထောင်ကြတော့ကလည်းအဲ့ဒီအကောက်တုကဆက်ရေးနေတာလေငါကထောင်ထဲကနေဘယ်လိုလုပ်ပြီးရေးမှလဲနင်တို့တွေလွန်နေပြီနော်သစင်ဦးတို့နော်သစင်ဦးပြောတယ်အဲ့ကိုချက်ကပြောသွားတယ်ယူကျူမှာသစင်ဦးတို့ဖွဲ့ကအဲ့လောက်ကြီးတော့မကောက်ချစ်ကြနဲ့အဲ့လောက်ကြီးတော့မရက်ဆက်ကြနဲ့အဲ့လောက်ကြီးတော့လူတယောက်ကိုအဲ့လောက်တော့မလုပ်နဲ့သေငါ့ကိုလာတလိုက်တော့မကောင်းသေးတယ်ငါလည်းမခံစားနိုင်တော့ဘူးမင်းတို့လည်းမေတ္တာထားနေတော့မယ်တိုင်းပြည်မှာမင်းတို့လိုလူတွေကြောင့်ဒီတိုင်းပြည်တို့လိုဖြစ်နေတာမင်းတို့လိုစိတ်ဓာတ်တွေမင်းတို့လိုဒီတိုင်းပြည်ကိုဘယ်လိုလုပ်တည်ဆောက်မလဲမင်းတို့ကဒီမှာမီဒီယာမှာဟုတ်လားတကယ်ဟာကြီးမင်းတို့ကိုမိုးဟိတ်လို့ဆိုတာအဲ့တော့မင်းတို့တွေအဲ့လိုစိတ်ဓာတ်နဲ့ဒီတိုင်းပြည်ကိုဘယ်လိုကောင်းအောင်လုပ်မလဲဘယ်လိုတည်ဆောက်မလဲပြောရတဲ့စဉ်ဦးမိုးဟိတ်တဲ့ဘက်မှာပြောမင်းတို့ဒီလောက်တောင်လူတယောက်ကိုဒီလောက်တောင်ရက်ဆက်ဒီလောက်တောင်ကောက်ချစ်သလားငါမှမဟုတ်တာဦးငါမင်းဆွေကိုအရေးယူပါဆိုလိုက်ပြောတာငါမင်းဆွေဆိုတာငါတယောက်ပဲရှိတာလေဒီနာမည်လည်းငါတယောက်ပဲရှိတာမင်းတို့ပြောရမှာအကောက်တုကိုအရေးယူပါမင်းတို့ပြောရမှာလေတခါလဲငါခံရပြီးမဟုတ်ပဲနဲ့အဲ့လိုတိုင်လို့မဟုတ်မှတိုင်လို့ငါခံရပြီးငါမှသိန်းကိုအများကြီးဆုံးရတယ်ငါလူမှုရေးတွေငါဘလောက်ထောင်ထဲမှာတစ်နှစ်နေရဆိုတာဘလောက်လူတယောက်ဘလောက်စိတ်ဒုက္ခရောက်လဲအဲ့ဒီတန်ကြီးဆိုတာတန်ဖိုးဖျက်လို့မရဘူးနင်တို့လောက်တာဟောက်ကြီးနဲ့လောက်ဟုတ်လားဒေါ်အောင်ဆန်းစုကြည်လက်ထက်ကထောင်ကြသွားတာငါရေးလို့ငါထောင်ကြတာဒါငါခံနိုင်တယ်ဒေါ်အောင်ဆန်းစုကြည်လက်ထက်ကငါထောင်ကြတာအခုဒီလက်ထက်မှာထောင်ကြတာငါလည်းမဟုတ်ဘူးဟဲ့ငါမဟုတ်ဘူး